မိတ်ဆွေလာကုန်ခါနီးတိုင်းပိတ်ဆန်အိတ်လေးကိုဖွင့်ကြည့်ပြီးတပြင်းချရတဲ့နေ့ရက်တွေကိုမှတ်မိသေးလားဈေးဝယ်ထွက်တဲ့အခါကိုတကယ်စားချင်တာလေးကိုမဝယ်ရက်ပဲဈေးနှုန်းတစ်စိတ်လေးကိုကြည့်ပြီးစင်ပေါ်ကိုတိတ်တဆိတ်ပြန်ချထားခဲ့ရတဲ့အချိန်တွေလေးတခါတလေမှာမနှက်ဖြန်အတွက်ဘဲကနေငွေရှာရမလဲဆိုတဲ့အတွေးနဲ့ညလေခေါင်မျက်နှာချက်ကိုစိုက်ကြည့်ရင်အသက်ရှူရကြက်လာတဲ့အထိပူလောင်ခဲ့ရဖို့မှာပါကိုထက်အများကြီးအားထုတ်မှုနေတဲ့သူတွေတောင်အလွယ်တကူချမ်းသာသွားကြတာကိုမြင်ရတဲ့အခါငါဘဝကဘာလို့ဒီလောက်တောင်ရုန်းကန်နေရတာလဲလို့ကံတရားကိုအပြစ်တင်မိတဲ့အခိုက်အတန့်တွေလေးရှိခဲ့ဖို့မှာပေါ့နော်ဒါပေမဲ့တိချစဉ်းစားကြည့်ပါလူတချို့ဟာတသက်လုံးဆင်းရဲတွင်းထဲမှာရုန်းကန်နေရတဲ့ကနေတညာတွင်းချင်းဆိုသလိုမထင်မထားတဲ့ထီစုကြီးတွေပေါက်သွားတာဒါမှမဟုတ်ကြီးမားတဲ့ငွေကြေးကန်ကြီးတွေရုတ်တရက်ဝင်လာတာကိုသင်မြင်ဘူးကြားဘူးပါလိမ့်မယ်အဲ့ဒါဟာတိုက်ဆိုင်မှုတတ်လို့သင်ထင်ပါသလားဗုဒ္ဓဘာသာအယူဆနဲ့ဝိညာဉ်ရေးရသဘောတရားတွေရလောကကြီးမှာအကြောင်းမရှိပဲအကျိုးမဖြစ်ပါဘူးကြီးမားတဲ့ကောင်းကောင်းချင်းတွေတင့်စီကိုရောက်မလာခင်မှာကံတရားကတင့်ကိုကြိုတင်ပြီးပြသလေးရှိတယ်နမိတ်လက္ခဏာတွေရှိပါတယ်ဒီကနေ့မှာတော့တင့်စီကိုမထင်မထားတဲ့ငွေကြေးကံသို့မဟုတ်ထီပေါက်ကံကြီးဝင်လာတော့မယ်ဆိုရင်ကြိုတင်ပြတတ်တဲ့ဝိညာဉ်ရေးရနမိတ်၄ခုအကြောင်းကိုမျှဝေပေးသွားပါမယ်ဒီဗီဒီယိုအဆုံးမှာသင်အခုလက်ရှိကြုံတွေ့နေရတဲ့အခက်အခဲတွေဟာတကယ်တော့ကြီးမားတဲ့စူးလက်ကြီးတစ်ခုမရခင်ဖြတ်တန်းရတဲ့စမ်းပတ်မှုတစ်ခုသာဖြစ်တယ်ဆိုတာကိုနားလည်သွားပါလိမ့်မယ်ပထမဆုံးနမိတ်ကတော့ထူးဆန်းလွန်းတဲ့စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုပါပဲဒီမှာပတ်စံပြက်လက်နေစေအကျွေးတွေရှိနေစေဖြစ်ပေမဲ့အရင်ကလိုရင်ထဲမှာမပူလောင်တော့တာမျိုးကြုံဖို့ပါသလားမနှက်နိုးလာတဲ့အခါငါဘလို့လူရမလဲဆိုတဲ့တောကတွေအစားကိုယ်စီမှာရှိနေတဲ့ထမင်းတနက်ကော်ဖီတစ်ခွက်လေးကိုပဲအရသာရှိရှိတောက်တုံးရင်အလူလိုနေရင်စိတ်ထဲမှာအီးချမ်းနေတာပါတယ်ငွေနောက်ကိုအသေးအတန်လိုက်ချင်တဲ့စိတ်တွေလောဘတွေရုတ်တရက်ရော့ချသွားပြီဘဝကိုပုတ်ပုတ်ပါပါလေးဖြတ်တန်းခြင်းစိတ်ဖြစ်လာတတ်ပါတယ်ဝိညာဉ်ရေးရအမြင်အရာပြောရရင်ဒါဟာတင်းရဲ့စိတ်ဝိညာဉ်ကအတ္တနဲ့လောဘတွေကိုစတင်စွန့်လွတ်လိုက်နိုင်ပြီဆိုတဲ့သဘောပါစัจ java လာကြီးရဲ့သဘောတရားကအလွန်စမ်းကြယ်ပါတယ်တင်ကတစ်ခုခုကိုအတဲအတန်လိုချင်နေတဲ့၍အဲ့ဒီຢာကတင်းစီကနေဝေးຢာကိုထွက်ပြေးနေတတ်ပါတယ်ဒါပေမဲ့တင်းရဲ့စိတ်နှလုံးဟာကြည်လင်အေးချမ်းသွားပြီးလိုချင်တက်မှတ်မှုတွေငြိမ်သက်သွားတဲ့အချိန်ကြမှာဒါကံတရားကတင့်ကိုငွေကြီးတွေအလုံးအကြီးနဲ့ပြီးအပ်လိရှိပါတယ်ဒါဟာပုတ်ပီကတာပုံညတာလို့ခေါ်တဲ့တင်းရဲ့အတိတ်ကုသိုလ်တွေအကျိုးပေးဖို့အချိန်တန်ပြီးဆိုတဲ့အထင်ရှားဆုံးလက္ခဏာပါပဲအကယ်၍တင်းစိတ်ထဲမှာအခုလိုအေးချမ်းမှုမျိုးကိုခံစားနေရပြီဆိုရင်ငါတော့ကြိုးစားခြင်းစိတ်တွေကုန်ခန်းသွားပြီလားလို့ကိုတန်တရားမဝင်ပါနဲ့ဒါဟာငြင်းချမ်းခြင်းပါကံကောင်းခြင်းတွေဝင်လာဖို့အတွက်တင်းရဲ့စိတ်ဆိုတဲ့ခွက်ကလေးကိုအရင်ဆုံးတန့်စင်လိုက်တာပဲဖြစ်ပါတယ်ဒုတိယနမိတ်ကတော့အလွန်တီးငယ်ပေမဲ့မထီမှတ်ထားတဲ့ငွေကြီးလေးတွေတင်းစီကိုစက်တိုက်ဝင်လာတာပါပဲဥပမာဘီယူတွေကအဝတ်ဟောင်းတစ်ထည်ကိုယူဝတ်လိုက်တဲ့အခါအိတ်ကတ်ထဲမှာကိုမိနေတဲ့ပိုက်ဆံတချို့ကိုရုတ်တရက်ပြန်တွေးတာမျိုးနှစ်ပေါင်းများစွာကြာနေပြီဖြစ်တဲ့လုံးဝပြန်မရတော့ဘူးလို့ထင်ထားတဲ့အတွေးဟုတ်လိတစ်ခုကိုမိတ်ဆွေတယောက်ကလာဆက်တာမျိုးဒါမှမဟုတ်အလုံးမှာမမျောလင့်ထားပဲမုံဖိုးလီဘောနက်လီအနေငယ်ရတာမျိုးတွေပေါ့ဒါဟာလောကကြီးကတင့်ကိုကြီးမားတဲ့ထီပေါက်ကံကြီးမပေးခင်မှာငွေကြီးစီးဆင်းမှုလမ်းကြောင်းတွေကိုစတင်ရှင်းလင်းဖွင့်လှစ်ပေးနေတာဖြစ်ပါတယ်ရေပိုက်ကောင်ကိုဖွင့်လိုက်တဲ့အခါရေအလုံးအရင်နဲ့မကျလာခင်ရှိကနေရေဇလီးတွေအရင်ကျလာတယ်လို့ပါပဲနောက်တစ်ချက်ကဒါဟာစัจ java လာကြီးရဲ့စမ်းသပ်မှုတစ်ခုလည်းဖြစ်ပါတယ်ငွေအနှင်းငယ်ဝင်လာတဲ့အချိန်မှာတင်ဘလောက်တောင်ဝမ်းသာကြီးစိုးတင်တယ်လေတင်းရဲ့စိတ်ထားကဘလို့ရှိလဲဆိုတာကိုကံတရားကစောင့်ကြည့်နေတာပါဒီလိုအတေးမွားငွေကြေးလေးတွေဝင်လာတဲ့အခါဒါလေးနဲ့တော့ဘာမှလုပ်လို့မရပါဘူးဆိုပြီးနှာခေါင်းမရှုံလိုက်ပါနဲ့မိတ်ဆွေအဲ့ဒီအစားပြုံးလိုက်ပါငါရဲ့ကံလန်းကြောင်းတွေပွင့်လာပြီဆိုပြီးလှိုက်လေးလေးကြီးစုတင်လိုက်ပါတင်းရဲ့အဲ့ဒီကြီးစုတိတက်တဲ့စွမ်းအင်ကပဲ
မကြာခင်ရောက်လာတော့မဲ့လက်ကြီးငွေပုံကြီးတွေကိုတန်လိုက်လို့ဆွေးငင်သွားပါလိမ့်မယ်တတိယမြောက်လက္ခဏာကတော့တင်းရဲ့ပတ်ဝန်းကျင်နဲ့အိမ်လေးထဲမှာတည်ထားပါတယ်ခွေးလေးတွေကြောင်လေးတွေဟာတင်းအိမ်ရှိမှာအကြောင်းမဲ့လာရောက်အိပ်စက်တတ်ကြပါတယ်တင်းအပြင်ထွက်တဲ့အခါလမ်းဘေးကတရိတ်ဆန်လေးတွေကတင်းကိုမကြောက်ပဲအမီးလေးနှံ့ပြီးလာတိုးဝှေ့တတ်ပါတယ်တချို့ဆိုရင်အိမ်ထဲမှာပြားတွေလာဆွဲတာမျိုးနှက်ကလေးတွေလာရောက်အတိုက်ဖွေတာမျိုးတွေအလိုလိုဖြစ်ပေါ်လာတတ်ပါတယ်တရိတ်ဆန်လေးတွေအပြစ်ကင်းတဲ့တတဝါလေးတွေဟာလူတွေထက်စွမ်းအင်လှိုင်းတွေကိုအများကြီးပို့ပြီးခံစားသိရှိနိုင်စွမ်းရှိပါတယ်။တင်းရဲ့အတိတ်ဘဝကမေတ္တာပါရမီတွေအကျိုးပေးတော်မဲ့အချိန်တင်းစိတ်ထဲမှာဒေါသတွေပူလောင်မှုတွေကင်းစင်ပြီးအေးမြတဲ့မေတ္တာဓာတ်တွေကြီးမားနေတဲ့အချိန်မှာတင်းရဲ့ခန္ဓာကိုယ်ကနေဖြူစင်တဲ့အလင်းရောင်တွေထွက်ပေါ်နေတတ်ပါတယ်။အဲ့ဒီအေးချမ်းတဲ့မေတ္တာဓာတ်ကိုခံစားမိလို့ဒီတတဝါလေးတွေကတင်းစီကိုလာရောက်ခိုလုံကြတာပါ။မှတ်ထားပါမိတ်ဆွေငွေကြီးချမ်းသာမှုဆိုတာဟာအမြင့်မားဆုံးနဲ့အတန့်စင်ဆုံးသောစွမ်းအင်လှိုင်းတွေရှိတဲ့နေရာကိုသာစီးဆင်းလာလိမ့်ရှိပါတယ်။အိမ်ကိုရောက်လာတဲ့တတ္တဝါလေးတွေကိုဘယ်တော့မှမောင်းမထုတ်လိုက်ပါနဲ့။သူတို့ကိုတတ်နိုင်တဲ့လောက်အစာကျွေးပါရေတိုက်ပါ။သူတို့ရဲ့မျက်လုံးလေးတွေကကြီးစုတင်တဲ့အကြည့်ဟာတင်းရဲ့ထီပေါက်ကလက်ရွှင်ကန်ကိုအစပေါင်းများစွာမြင့်တင်ပြီးမယ်။အစွမ်းထဆုံးတော့ချင်လေးတွေပဲဖြစ်ပါတယ်။နောက်ဆုံးနဲ့အတိချဆုံးနမိတ်ကတော့တင့်စီမှာအများကြီးမရှိတဲ့ခြားကနေသူတစ်ပါးကိုပေးကမ်းခြင်းစိတ်တွေရုတ်တရက်ပြင်းပြလာတာပါပဲအရင်ကဆိုရင်ငါမှတော့မလောက်မငန့်ဖြစ်နေတာဘလို့လို့လှူနိုင်မလဲလို့တွေးခဲ့ပေမယ့်အခုတလုံးမှာတော့လမ်းဘေးကတမျက်စီလှဲနေတဲ့သူကိုပဲဖြစ်ဖြစ်စားလောင်နေတဲ့ကလေးငယ်လေးကိုပဲဖြစ်ဖြစ်ကိုစားမဲ့ထမင်းတလုတ်ကိုခွဲပြီးကျွေးခြင်းစိတ်တွေအလိုလိုဖြစ်ပေါ်လာတတ်ပါတယ်ပေးလိုက်ရတဲ့အခါမှာလေနှမျောတဲ့စိတ်လုံးဝမရှိပဲရင်ထဲမှာအေးကနေဖြစ်သွားတဲ့အထိပီတိတွေဖြစ်ရတတ်ပါတယ်။ဒါဟာတာမန်ကိစ္စမဟုတ်ပါဘူး။ဒါဟာတန်တရားအဆက်ဆက်ကတင်ဖြည့်ဆည်းလာခဲ့တဲ့ဒါနပါရမီတွေအထောက်အထိပ်ကိုရောက်လာပြီဆိုတဲ့ပြရုပ်ပါ။ခွက်တစ်ခွက်ထိပ်ကိုရေတစ်တွေအပြည့်ထပ်ဖြည့်ခြင်းလေဆိုရင်အထဲမှာရှိနေတဲ့ရေဟောင်းတွေကိုအရင်တုံထုတ်ပြရပါတယ်။အဲ့ဒီလိုပါပဲ။တင်ကိုမမြင်ရတဲ့စောက်ရှောက်သူတွေနှကောင်းနှမျက်တွေကတင်းကိုမကြခင်မှာကြီးမားတဲ့စီးစိမ်ပြီးပြီးအပ်တော့မယ်။ဒါကြောင့်တင်းမှာရှိနေတဲ့ကစီးနေလို့စိတ်မစ္စရိယာတွေကိုအရင်ဆုံးလွတ်လွတ်နိုင်အောင်တင်းစိတ်ကိုအလိုလိုပြုတ်ပြင်းပေးလိုက်တာဖြစ်ပါတယ်။တင်းကပီးကန်းလီလီကံတရားကတင်းကိုပြန်လေဖြည့်ဆည်းပေးဖို့အစင်တင်းဖြစ်နေလီပါပဲ။အဲ့ဒီပီးကန်းခြင်းနဲ့စိတ်ဆန္ဒလေးပေါ်လာတဲ့အခါချက်ချင်းအကောင့်ထဲပေါ်လိုက်ပါ။ငွေကြီးအများကြီးဖြစ်เสียမလိုပါဘူး။စေရနာအပြည့်နဲ့လှူဒန်းလိုက်တဲ့ရေတစ်ခွက်ဟာအချိန်တန်တဲ့အခါထီးစုကြီးတစ်ခုအဖြစ်မထင်မှတ်ထားတဲ့အမွေအနှစ်တစ်ခုအဖြစ်တင့်စီကိုစက်တက်တပူပြန်လေရောက်ရှိလာပါလိမ့်မယ်မိတ်ဆွေအခုဆိုရင်မထင်မှတ်ထားတဲ့ငွေကြီးကန်တွေဝင်လာတော့မယ်ဆိုရင်ကြိုတင်ပြတတ်တဲ့လက္ခဏာ၄ချက်ကိုတင်သိသွားပါပြီထီးပေါက်တယ်ဆိုတာလောကကြီးကမြက်ကန်းတစ်ယောက်လိုကြပန်းရွေးချယ်လိုက်တာလုံးဝမဟုတ်ပါဘူးအဲ့ဒါဟာတင်အတိတ်ဘဝတွေတုန်းကသူတစ်ပါးမျက်ရည်ကျအောင်မလုပ်ခဲ့တဲ့တီလာတွေခက်ခဲနေသူတွေကိုဖီးမခဲ့တဲ့မေတ္တာတွေကျိမ့်မိတ်ပြီးတီးခံခဲ့တဲ့ခန္တီပါရမီတွေရဲ့စုကြီးငွေတွေပြန်လေရရှိတာပဲဖြစ်ပါတယ်ဒီနေ့ဒီဗီဒီယိုလေးကိုတင်ကြည့်ဖြစ်နေရတာဟာလေတိုက်ဆိုင်မှုမဟုတ်ပါဘူးမကြခင်မှာတင်ရဲ့ဘဝအချိုးအကွေ့ကြီးတစ်ခုပြောင်းလဲတော့မယ်အကြောင်းကိုကံတရားကတင့်ကိုတတိပေးလိုက်တာဖြစ်နိုင်ပါတယ်မိတ်ဆွေရဲ့နေ့စဉ်ဘဝမှာအခုပြောပြသွားတဲ့လက္ခဏာ၄ချက်ထဲကဘယ်နှချက်လောက်ကိုများစတင်ခံစားသိရှိနေရပြီလေတင်ရဲ့ထူးခြားတဲ့ခံစားချက်တွေအတွေ့အကြုံတွေကိုအောက်ကကုန်းမတ်မှာဝင်ရောက်ရေးသားမျှဝေပြီးခဲ့ဖို့ဖိတ်ခေါ်ခြင်းပါတယ်တင်ရဲ့ယူသားတဲ့စကလုံးလေးတစ်ခွာအခုအချိန်မှာအကျွေးတွေနဲ့ပူလောင်ပြီးအခက်အခဲကြုံနေရတဲ့သူတွေအတွက်ကြီးမားတဲ့မျှော်လင့်ချက်ရောက်ကြီးလေးဖြစ်သွားနိုင်ပါတယ်ဒီဗီဒီယိုလေးကတင်ရင်တဲကတောကတွေကိုအနှဲငယ်ပဲဖြစ်ဖြစ်ငြိမ်းအေးစေခဲ့တဲ့ဆိုရင်တင်ချစ်ခင်ရတဲ့သူတွေကိုလည်းမျှဝေပေးလိုက်ပါဦးနော်နောက်ထပ်လေဘဝအတွက်ခွန်အားဖြစ်စေမယ်စိတ်ဝိညာဉ်ကိုငြိမ်းချမ်းစေမယ့်အကြောင်းအရာတွေကိုဆက်လက်တင်ဆက်ပေးသွားမှာမို့ subscribe လုပ်ထားဖို့မမေ့ပါနဲ့မိတ်ဆွေရဲ့နေ့ရက်တိုင်းကဖြူစင်တဲ့မေတ္တာထက်တွေမထီမှတ်ထားတဲ့ကံကောင်းခြင်းတွေနဲ့အတူအေးချမ်းသာရပါစေလို့ဆုတောင်းပေးလိုက်ပါတယ်အဆုံးထိကြည့်ရှုပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်